အားလုံးပဲမင်္ဂလာပါခင်ဗျာ AOD ဖုတ်ဘော်တွေကနေကြိုဆိုလိုက်ရပါတယ်ခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဘာလာလာ6ဘော်ထိုးသောညီကိုများအတွက်6ဘော်ထိုးနည်းလေးဖြစ်ပါတယ်ထိုးသားတိုင်းဟာတော့6ဘော်ကိုကြိုက်ကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့လည်း6ဘော်ကိုပဲကြိုက်ပါတယ်ကျွန်တော်တို့ဒီ6ဘော်ကိုဘယ်လိုမျိုးထိုးရင်6ဘော်နိုင်ဖို့များလဲဆိုရင်ကျွန်တော်တို့ချက်နှစ်ချက်သိထားဖို့လိုပါတယ်ပထမချက်အနေနဲ့လိမ့်နေထားဒုတိယချက်အနေနဲ့တင်းနေထားဖြစ်ပါတယ်လိမ့်နေထားဆိုတာဘယ်လိုလဲဆိုရင်ကျွန်တော်တို့ဒီကိုကကစားနေတဲ့လူတွေဆိုတော့သိပါတယ်လောင်းနေတဲ့ပုံစံနေထားရပေါ့ကျွန်တော်တို့ဟာနေတိုင်းလောင်းနေနေတိုင်းကြည့်ရဆိုတော့အတင်းပုံစံတွေကိုသိနေတာတယ်အတင်းပုံစံရဲ့အဓိကတော့လိပ်ပုံစံပေါ့လိပ်ပုံစံဆိုတာဘယ်လိုမျိုးလဲဆိုရင်ဥမာဒီစပိန်လာလီဂါ2အဇာဘိုင်ဂျန်လီဘူလီဂါရီလီအိုမန်လီဂျော်ဒန်လီအစရှိတော့အီသီယိုပီးယားလီအစရှိတော့လီပေါ့ဒီလီတွေကကိုပေါင်းစေးဟာအမြဲတမ်းနှလုံး90ရှုံးအဲ့ရောက်မှာပဲနှလုံးပြည့်ရှုံးဆိုတော့လွန်ဆုံးမှာတိကျကြေးပြင်းပြီးမလာပါဘူးကျွန်တော်တို့ဒီလိုလီတွေမှာကျွန်တော်တို့ကိုပေါင်းစေးဟာတိကျနှလုံးပြည့်ရှုံးထပ်ပြင်းလာပြီး3လုံး35ပြားစား3လုံး50စား3လုံး10ရှုံး3လုံးအပြည့်ရှုံးဒီလိုကြေးမျိုးလာပြီဆိုတော့တေချာပေါက်9ပေါ်ပါပြီကျွန်တော်ရဲတင်းနဲ့9ပေါ်သွားချပါ9ပေါ်ဖို့90ရာခိုင်နှုန်းပေးကြပါတယ်နောက်တစ်ချက်အသင်းနေထားရဆိုဘယ်လိုလဲဆိုရင်အားလုံးလည်းသိမှာပါအသင်းတချို့အသင်းတွေကသူတို့ကတသက်မတ်ထဲကို9အောင်စောနေတဲ့အသင်းမှာအဲ့လိုအသင်းမျိုးကိုမှကိုပေါင်းသေးဟာထူးပြီးကြေးရပြင်းလာပြီးပြင်းနေရပေါ့ခါပုံမှန်ထက်ပြင်းနေဆိုတေချာပေါက်အဲ့လိုပွဲမျိုးလည်း9ပေါ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ပြောပြမယ်ဆိုထိုင်းလေးရရောင်းအပ်အရင်သိတာပါလေသူပုံစံနေထား9အောင်ဆော့တဲ့အသင်းမှာဒါပေမဲ့သူ9ပေါင်းသေးတွေ3လုံးရှုံး3လုံးတော်ဝါစားဆိုရင်တေချာပေါက်ရဲ့အသင်း9ပေါ်ပါတယ်စင်ပြေကြပါလေဗျာကျွန်တော်နောက်ရဲ့ဗီဒီယိုမှာဘလို့ပွဲမျိုးကို9ပေါ်ထွင်းရင်နိုင်ဖို့ရှာကိုင်းလုံးများလဲဆိုတော့ကျွန်တော်ထပ်ပြီးတင်ဆက်ပေးပါအောင်မယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ